ပိုကောင်နေပင်ထိုးနေပြီခုချိန်ကြီးထသေးဘူးလားမသိဘူးဘယ်ချိန်မှထမှာလဲမသိဘူးဟဲ့နေဘူးချိန်ကြီးထသေးဘူးလားဟဲ့အော်ဘယ်လိုဖြစ်နေကြလဲတို့မလဲတနေ့ဖျားတယ်တရားတယ်ဝိုးမကြောက်ဘူးငါမှအေးစစ်စစ်ဗရီးစိတ်ရမလားမှတ်တယ်ဘာဖြစ်ကြတော့ပြောဟဲ့နေရောက်တော့အခုချိန်ချင်းအောက်ကိုချလိုက်စမ်းကဲလှုပ်စမ်းပါကြည့်ညကွင်းနေရလဲညိုညာပဲနေညဘက်ဒီမအိပ်ဘူးလားညအိပ်တယ်ဟိုလိုက်ဟိုလေတက်ဟိုဆာလုံးနေတယ် Wi-Fi လိုင်းမကောင်းဘူးအမေ Wi-Fi လိုင်းပြတ်သွားကျွန်တော်ကောင်းနေပြီစောင့်နေတာအမေကျွန်တော်ပြောရဘူးလေကျွန်တော်ပဲဒီပညာလေးဖြစ်အောင်လုပ်မယ်ဆိုအဲ့အမေကျွန်တော်ဟို Wi-Fi လိုင်းကောင်းလေ Wi-Fi စိတ်တော့ဝယ်ပေးပါလားဟဲ့ငါညို့ဘာမှဝယ်မပေးနိုင်ဘူးအိမ်မှာတုံးဖြုံးနေရတယ်တော်တော်များတယ်ဒါကတက်ဆာလုံးနေတာအမေရဲ့ဟာလေဒီဆာလုံးနေတာပြတဲ့အဲ့ဆိုနေငါ့ကိုနေလုံးနေတာလေဒီဆာလုံးနေတာပါအဖေဝယ်ထားပါဦးတော့နေရလေငါပြေးလေးလိုချင်တာဝယ်ပေးလိုက်ဘာလို့ဝယ်ပေးအမေအဲ့လိုမျိုးနေရတခါဝင်ပါနေလို့အမေမီးရအဲ့လိုဖြစ်နေတာငါပြေးရစာရီတော့နေငါသိရဒီဆာလုံးနေတာဒီဆာလုံးမေတို့အဲ့ဒါပဲမေအဲ့လိုနေရတခါဝင်မပါနဲ့အမေရဲ့လိုချင်တာဝယ်ပေးမယ်ဟုတ်တယ်အော်တနေ့လောက်ရကန်ရချက်ပြောရနေပြင်မလိုက်တာမွေးထားတဲ့တာရှာခိုင်းတဲ့ပစ္စည်းရလဲရှာခွေပြီးတော့ဆက်ပြီးအောင်မယ်အေးသမီးဟဲ့နေဘာဘယ်ဖုန်းခေါ်နေရတော့အမေပဲအမေမြည်လေးလိုချင်တဲ့ပစ္စည်းဝယ်ပေးလိုက်ဆိုတမီးအဲ့ဒါတောင်းလို့လိုက်မှတွေ့မှာတမီးအခုမှားမယ်လို့ကောင်းတယ်ငါမရမှာကြောင်းတက်နေရလို့အဲ့ဒါဝယ်ပေးလိုက်မလီတော့တိတ်တက်လိုက်တာမလီကောင်းတယ်ဟယ်လိုအေးညီမလေးဟယ်လိုဟုတ်ကဲ့မင်္ဂလာပါရှင်တက်နိုလိုက်ကပါရှင်အမဒီမှာညီမလေးတို့ပေးမှာလीတင်တာတွေ့လို့ Wi-Fi ကိုလိုင်းကောင်းနဲ့ Wi-Fi လိုင်းကောင်းလုပ်ပေးတဲ့ဆက်ကလေးလीအေးအမတော့တိတ်တော့နားမလဲဘူးညီမလေးရဲ့အဲ့ဒါညီမလေးတို့ဆိုင်မှာရှိတာအော်ဟုတ်ကဲ့ပါရှင်ညီမတို့စီမှာလေ Wi-Fi လေးတွေလိုင်းမိတဲ့အခါအသုံးပြုလို့ရတယ် Wi-Fi extender ဆက်ကလေးတွေရှိပါတယ်ရှင်အော်ရှိရလားအေးရှိတယ်ဆိုလို့ရှိရင်လေအမကိုတစ်ချက်တော့အဲ့ဟာလေးရှင်းပြပေးပါဦးအော်ဟုတ်ကဲ့ပါရှင်ရှင်းပြပေးမယ်နော်ညီမတို့စီမှာလက်ရှိနိုင်တဲ့ Wi-Fi extender လေးတွေကိုဘယ်လိုလေးတွေလဲဆိုတာရှင်းပြပေးမယ်နော်ဟယ်လိုဟုတ်ကဲ့ညီမတို့စီမှာတော့လေ Marketsi brand နဲ့က Wi-Fi extender ဆက်လေးတွေရှိပါတယ်နော်အဲ့ဒီဆက်လေးတွေကဆိုလို့ရှိရင်လက်ရှိညီမတို့အိမ်မှာချိန်ထားတဲ့ Wi-Fi ဆက်လေးတွေပေါ့နော်အဲ့ဒါလေးတွေက line မကောက်ဘူးဆိုလို့ရှိရင်ဒီဆက်ကလေးနဲ့တွဲဖက်ပြီးတော့ချိတ်ဆက်ပြီးအသုံးပြုပေးလို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင်ပိုကောင်းတဲ့ connection လေးရလာပါလိမ့်မယ်ရှင်connection ချိတ်ဆက်ပုံလေးကကြတော့အထဲထဲမှာပေါ့နော် user menu ရဲ့ခိုက်လေးပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် application အတွက်ပေါ့နော် scan လို့ရတဲ့ QR code ကလေးလည်းပါပါတယ်ရှင်အဲ့ QR code ကလေးကို scan ပြီးတော့စစ်လုံးဆောင်ပေးရတာပါရှင်။အော်ဟုတ်လား။အေးဒါပေမဲ့ပေါ့နော်မမအတွက်ချိတ်ဆက်ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ညီမလေးတို့ကပေါ့နော်လူကိုယ်တိုင်လာရောက်ပြီးတော့အိမ်တိုင်ရောက်ချိတ်ဆက်ပေးပါရရှင်အော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်မမရဲ့လိပ်စာလေးကိုတစ်ချက်ချထားပေးခဲ့ပါအောင်နော်ပြီးတော့နောက်တစ်ခုကကြတော့လေအဲ့ဒီ Wi-Fi ဆက်လေးနဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရတဲ့UPS လေးလည်းရှိပါတယ်ရှင်အော်ဟုတ်ကဲ့ပါရှင်မ UPS လေးရဲ့သဘောတရားကကြတော့သူကWi-Fi ဆက်တွေကိုအသုံးပြုတဲ့အခါမီးပြတ်သွားလို့ရှိရင်တော့ပေါ့နော်လုံးဝ power ကျမသွားအောင် power bank အနေနဲ့ပြန်သုံးပေးရတာပါရှင်ပြီးတော့ power bank နဲ့ UPS ရဲ့ကွာခြားချက်ကကြတော့ပေါ့နော် power bank ကျတော့ ampere နဲ့သွားတယ် UPS ကကြတော့သူက voltage လေးနဲ့သွားတာပါရှင်ဥပမာမမရဲ့ဒီ Wi-Fi ဆက်လေးရပေါ့နော်9 volt 12 volt ရှိနိုင်တယ်ပေါ့နော်ဒါကိုမှဒီ UPS လေးနဲ့ချိတ်ဆက်ပြီးအသုံးပြုမယ်ဆိုရင်မီးပြတ်သွားတဲ့အခါကြာလို့ရှိရင်လုံးဝ power ကျသွားတာတို့ဘာလို့မဖြစ်နိုင်ပါဘူးမမကအရေးကြီးလုပ်တွေပဲဖြစ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကျောင်းသင်ခန်းစာတွေပေါ့နော်လုပ်နေတာပဲဖြစ်ဒါဆိုလို့ရှိရင် power ကျမသွားတဲ့အတွက်မမရဲ့အလုပ်တွေကိုချောချောမွေ့မွေ့နဲ့ဆက်လက်လုပ်ဆောင်နိုင်တယ်မအော်အေးအဲ့ဆိုလို့ချင်းအဆင်ပြေတယ်အမအဲ့ဒါလေးယူလိုက်မယ်လीအော်ပြီးတော့ညီမလေးတို့ဆိုင်ရလीအိမ်ရောလာပြီးတော့တက်ပေးတာအမတို့ကကြတော့လေမျိုးတဲ့ဘက်ကိုတိတ်မရောက်လို့ညီမလေးရဲ့ဟုတ်လားအေးအဲ့ဆိုရင်တော့အဆင်ပြေတာပေါ့ပြီးတော့ delivery ဘာတွေရောပို့ပေးတာညီမလေးဟုတ်ကဲ့မမရပါတယ်ရှင်လာပြီးတော့ဆက်တက်လေးလုပ်ပေးလိုက်မယ်နော်ဟုတ်ကဲ့မမညီမတို့စီမှာလေအခုက Christmas လည်းနီးပြီဆိုတော့ Christmas promotion တွေလည်းရှိတယ်ပြီးသွားလို့ရှိရင် New Year နီးပြီဖြစ်တဲ့အတွက် New Year promotion တွေလည်းရှိရမှာအားကြောင့်မလို့မအခုဝယ်ပေးဆိုလို့ရှိရင် promotion တွေလည်းအများကြီးရအောင်မှာပြီးတော့အိမ်နိုင်ငံရောက်လည်းလာပြီးဆက်သွယ်ပြီးမှဆိုတော့မအတွက်အရင်အဆင်ပြေသွားမယ်လို့ထင်ပါတယ်နော်လို့ရှိရင်အမနေတဲ့လိပ်စာကိုညီမလေးတို့ရဲ့ဒီ page messenger မှာအမစာပို့ထားလိုက်မယ်နော်ညီမလေးအေးဟုတ်ကဲ့ပါရှင်အားဆိုလို့ရှိရင်လိပ်စာလေးပို့ပေးထားပါအောင်နော်မလာပြီးတော့ဆက်သွယ်ပေးပါမယ်ရှင်ကဲပါကျေးဇူးအများကြီးတင်ပါတယ်ရှင်မအခုလိုမျိုးရုံကြည်နဲ့ဆက်သွယ်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေရှင်အေးကျေးဇူးပါညီမလေးဟုတ်ကဲ့ပါကဲလူရရှိရင်လက်ဆက်တွေပါတက်နိုလိုက်ကတင်အနာမှာ